ဤအင်္ဂါ၅ပါးနှင့်ပြည့်စုံလျင်တဲ့အရိဏဒါနကံမြောက်ဤဝိနည်းတော်အရာနော်လူဥစ္စာကိုခိုးယူမှအဘယ်တင်သည်ဒါဝိနည်းပြောတာနော်လူတွေနဲ့မဆိုင်ဘူးဒါအဲ့တော့ဝိနည်းတော်အရာဆိုလို့ရှိရင်ယဟန်တော်တွေကလူရဲ့ဥစ္စာနော်လူရဲ့ဥစ္စာကိုယူမှအဘယ်တင်တယ်နတ်နဲ့တိရစ္ဆာန်တို့ရဲ့ဥစ္စာကိုခိုးယူရနိုင်အဘယ်မတင်တဲ့နော်ပါရာဇိကမဆိုင်ဘူးနော်လူရဲ့ဥစ္စာကိုယူမှနတ်ရဲ့ဥစ္စာတိရစ္ဆာန်ရဲ့ဥစ္စာယူရင်မဆိုင်ဘူးတိရစ္ဆာန်ရဲ့ကိုယ်ပိုင်ပစ္စည်းပေါ့နော်တိရစ္ဆာန်ရဲ့ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲနဲ့တချို့ပိုင်ရှင်တွေတခင်တွေကသူတို့ရဲ့တိရစ္ဆာန်လေးတွေကိုအလှဆင်ထားတာရှိတယ်ဒါကပိုင်ရှင်ရှိတယ်လေနော်ပိုင်ရှင်ရှိတဲ့ပစ္စည်းအဲ့ဒါမရအောင်ပိုင်ရှင်မရှိတဲ့ပစ္စည်းဆိုတာကခုနတိရစ္ဆာန်ပိုင်တဲ့ပစ္စည်းဆိုတာကဥမာမခေါ်မလို့ခုနကသူ့စာထဲမှာတော့မှငကားတို့ဘာတို့ရှိတယ်ပေါ့နော်ငကားတို့သူတို့ပိုင်တဲ့ပဒမြားတို့ဘာတို့ကိုဘုန်းကြီးကသွားခိုးမယ်ပေါ့ဒါမျိုးတွေပေါ့နော်စာထဲမှာဆိုနမူနာပါပေးထားလဲမတရားမင်းကနေပြီးတော့လူပြည်လာပြီးဈေးရောက်နေဒါဥမာပြောတာလေစာထဲမှာဒါနတ်ပစ္စည်းခိုးရင်ပါရာဇိကမကြတာဥမာပေးတာတရားမင်းကလူရောင်ဖန်ဆင်းပြီးတော့ဈေးလာရောက်တယ်တကိုးရှိတဲ့ယဟန်ကကြည့်လိုက်တယ်ဟာဒါလူမမဟုတ်တာဒါတရားမင်းပဲတရားမင်းဈေးလာရောက်တာသိတယ်အဲ့တော့တရားမင်းမှသိတဲ့ခါကျတော့တရားမင်းပစ္စည်းကိုလူယူတယ်ဘုန်းကြီးကဈေးရောက်နေတဲ့ပစ္စည်းကိုမဝယ်ဘဲနဲ့လူယူသွားတယ်ပါရာဇိကမကြဘူးဟောတော့ဒါလူမမဟုတ်တာတော့တရားမင်းနဲ့လေသူကအဲ့တော့နတ်ရဲ့ပစ္စည်းကိုခိုးယူခြင်းလူယူခြင်းဒီဒါဒီအရိဏဒနာဝိနည်းနဲ့မဆိုင်ဘူးပေါ့နော်လူနဲ့ပြောတာမဟုတ်ယဟန်ဝိနည်းပြောတာနော်ရောနေအောင်မဒါယဟန်ဝိနည်းကိုပြောတာယဟန်ဝိနည်းအရာပါရာဇိကမကြောက်ပြောတာအဲ့တော့နတ်ပိုင်ပစ္စည်းနဲ့တိရစ္ဆာန်ပိုင်ပစ္စည်းကိုယူရင်မကြောက်ဘူးပေါ့ကျိုးအဲ့ဒါပြောတော့လေဟိုဥစ္စာဆောင်တွေရဲ့ပစ္စည်းကိုခိုးရင်ဘာလဲကြမကြဆိုတာဒါခုနကဒါသူတို့ကလူမဟုတ်တာနော်လူမဟုတ်တဲ့ကြောင့်ဥစ္စာဆောင်တွေရဲ့ပစ္စည်းကပါရာဇိကမဆိုင်ပါဘူးနော်